online ကနေတာမန် PC တခုဝယ်လိုက်တာကနေဘဝကိုတစ်စစ်ချိုးပြောင်းလဲဖို့စေမယ်တွေးရှိမှုမျိုးဖြစ်လာနိုင်တယ်ဆိုရင်ဘယ်လိုနေမလဲဒီနေ့တော့လေဝါဒနာတစ်ခုကနေအစပြုတ်ပြီးဘတူးမှစိတ်ကူးတောင်မရင်ဖူးလောက်တဲ့ယတနာတိုက်ကြီးကိုတွေးခဲ့တဲ့ဇာလန်တပုတ်ကိုပြောပြချင်ပါတယ်ပေါင်း2တန်းဟုတ်ပါပဲပေါင်း2တန်းမှာဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တဲ့ငွေပမာဏတစ်ခုပေါ့ဒါပေမဲ့လေဒီဇလန်မှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကဒီငွေလေးဘဲကနေဘလို့ရခဲ့တယ်လဲဆိုတာပါပဲဟာပါတယ်အားလုံးကြားတဲ့အတိုင်းပါပဲ eBay ကနေဝယ်ခဲ့တဲ့စစ်တုံးတင်ကားအဟောင်းတစ်စီအဲ့ဒီတင်ကားရဲ့စီတန်းကြီးထဲမှာဝတ်ထားတဲ့ရွှေချောင်းတွေရဲ့တန်ဖိုးပါကဲဒီလောက်မျိုးနဲ့ဆရာကောင်းတဲ့တွေးရှိမှုကြီးဘလို့ဖြစ်လာခဲ့တယ်လဲဆိုတာတစ်စင်ချင်းစီကြည့်လိုက်ကြအောင်ဒီဇလန်ကတော့မယုံနိုင်စရာတွေးရှိမှုတစ်ခုနဲ့အစပြုခဲ့ပါတယ်အစားပိုင်းမှာတော့သာဘာနေ့ရက်တရက်လိုပါပဲဒါပေမဲ့အဲ့ဒီနေ့ကတွေးလိုက်ရတဲ့အရာတစ်ခုကအရာအလုံးကိုဖြောင်းပြလမ်းပြခဲ့ပါတယ်ဒီဇလန်ရဲ့အဓိကဇက်ကောင်ကတော့ Nick Mead ပါပဲသူကရတနာတွေလိုက်ရှာနေတဲ့မူဆိုးတယောက်တော့မဟုတ်ဘူးစစ်တုံးရန်တွေကိုအယံကိုဝါဒနာကြီးပြီးနှစ်ပေါင်းများစွာဆူဆောင်းလာတဲ့သူတယောက်ပါအဲ့ဒီသူ့ရဲ့အတွေ့အကြုံနဲ့ဗဟုသုတတွေကပဲဒီဇလန်ရဲ့တကယ်စောချက်ဖြစ်လာခဲ့တာပေါ့ကဲဒီကိစ္စတွေအားလုံးဘဲကနေဘလို့စခဲ့တာလဲတချို့တွေထင်တယ်လို့ရှေးအောင်ကူကြီးထဲမှာလည်းမဟုတ်ဘူးပင်လေသားပြတင်ပေါ်ပြပေါ်မှာလည်းမဟုတ်ခဲ့ပါဘူးအရာအားလုံးကတာမန် online ပေါ်ကဝယ်ယူမှုလေးတစ်ခုနဲ့စတင်ခဲ့တာပါပေါင်3000ဒါကတော့ Nick Mead eBay ပေါ်ကနေစစ်တုံးရင်ဟောင်းတစ်စီချက်ပေးခဲ့ရတဲ့ဈေးနှုန်းပါအဲ့ဒီချိန်တုန်းကတော့ဒီဝယ်ယူမှုကသူ့ဘဝမှာအရေးအဆုံးဝယ်ယူမှုတစ်ခုဖြစ်လာလိမ့်မယ်လို့သူ့ကိုယ်တိုင်တောင်သိခဲ့မှာမဟုတ်ပါဘူးဒီစလိုက်အဓိကဆလိုက်ကြော်ကြီးကတော့ဒီ Tab 69တင်ကာပါပဲဒါတမန်တန်တို့တန်ဆဆလနဲ့ပစ္စည်းအဟန်းတစ်ခုမဟုတ်ပါဘူးခစ်တဲ့တမိုင်းရဲ့အဖြစ်ပြက်တွေအများကြီးကိုဖျက်တမ်းလာခဲ့တဲ့တက်တဲ့တစ်ခုလိုပါပဲဒီတင်ကားရဲ့ခီးကလည်းမတေးဘူးနော်ပင်လေကွစ်စစ်ပွဲရဲ့တိုက်ပွဲမြေပြင်တွေကနေ UK ကိုရောက်လာတယ်နောက်ဆုံး2019မှာတော့ Nick Mead ရဲ့လက်ထဲကိုရောက်လာခဲ့တာပေါ့တကယ်တော့သူကခရီးရှည်ကြီးကိုဖျက်တမ်းလာရုံတင်မကပဲကြီးမားတဲ့လျှို့ဟချက်ကြီးတစ်ခုကိုပါတည်ဆောင်လာခဲ့တာပါဆိုတော့ဒီရကျနာတွေကိုတွေးတာဟာကံကောင်းလို့တွေးသွားတာမျိုးတော့မဟုတ်ဘူးဗျာဒါဟာအတွေ့အကြုံဘ ഹു တူတာကိုအခြေခံပြီးဖွေးထားတဲ့အရာတွေကိုစနစ်ကြရှာဖွေခဲ့လို့ရလာတဲ့ရလဒ်တစ်ခုတာဖြစ်ပါတယ်ဒီနေရာမှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကအသိပညာရဲ့တန်ဖိုးပါပဲ Nick Mead လို့စူဆောင်းတူတဲ့ရတည်ထားပေတာစစ်သားတွေကတခါတလေသူတို့အရင်တွေထဲမှာလျော့ဝှက်အကန့်တွေလုပ်ပြီးပစ္စည်းတွေဝှက်ထားတတ်ကြတယ်ဆိုတာကိုလေအဲ့လိုအတွင်းတီးဘ ഹു တူတာကြောင့်ပဲသူနဲ့သူဆက်ပင်စရာဒီတင့်ကာကိုတေချာစစ်စေးကြီးကိုစစ်ကူးရခဲ့တာပါတို့ကအထဲမှာကြမ်းနေနိုင်တဲ့ KNT ကိုရှင်းလင်းဖို့ပုံမှန်လုပ်နေကြတိုင်းစစ်စင်မှုတစ်ခုအနေနဲ့အစဖြူခဲ့တာပါဒါမဲ့ဗျာဒီဇက်စီတန်ကီကိုဖွင့်လိုက်တဲ့အခါမှာတော့တွေးလိုက်ရတာကကြီးစံနေမဟုတ်ခဲ့ဘူးအယောင်တွေတလက်လက်တော့ပါနေတဲ့ရွှေချောင်းအစစ်ငါးချောင်းဖြစ်နေခဲ့တာပါကဲဒီနေရာမှာပဲဇာလန်ရဲ့အခဲအကြာဆုံးအသိနှလုံးထိတဲ့အပိုင်းကိုရောက်လာပါပြီပေါင်တန်းတန်တဲ့ရွေးချယ်မှုတစ်ခုပေါ့စဉ်းစားကြည့်လေဒီလိုအခြေအနေမျိုးနဲ့ကြုံလာရင်ဘယ်လိုလုပ်ကြမလဲရတနာတိုက်ကြီးတစ်ခုရှာတွေ့တာကတစ်ပိုင်းဒါပေမဲ့နောက်ဆက်တွဲပါဆက်လို့မလဲဆိုတာကနောက်တစ်ပိုင်းပဲဒါကတော့ Nick Smith ရင်ဆိုင်ခဲ့ရတဲ့ကိုချင်းတရားနဲ့ပတ်သက်တဲ့လမ်းဆောင်လမ်းခွာကြီးတစ်ခုပါပဲထူးရှင်းမှာရှင်းလင်းတဲ့လမ်းတစ်ထွေရှိနေတယ်တလန်းကရွှေတွေကိုတင်းထားလိုက်မယ်ချက်ချင်းတန်းကျွံတစ်ထိပ်ထင်းမယ်ဒါပေမဲ့မိသွားရင်တော့အားလုံးနဲ့ရင်းရမယ်နောက်တလန်းကတော့အာနာပိုင်တွေကိုအကြောင်းကြမယ်မှန်တာကိုလုံးမယ်ဒါပေမဲ့ဒီရက်နာအားလုံးကိုလက်လွတ်ရဖို့ကတော့တေချာတလို့ပဲဒီတဲ့ပို့ပြီးကြီးမားတဲ့စွန့်စားမှုမျိုးမရှိနိုင်တော့ပါဘူးကဲသူဘယ်လန်းကိုရွေးချယ်ခဲ့တယ်လဲပြီးတော့သူ့အတွက်နောက်ဆုံးမှာဘလို့ဖေထုတ်ခဲ့တယ်လဲဆိုတာကြည့်လိုက်ကြအောင်နစ်မေဟာလုံးဝဒေးဝင်းမနေခဲ့ပါဘူးသူဟာသူ့ရဲ့ရွေးချယ်မှုကိုပြက်ပြက်သားသားပဲချမှတ်ခဲ့တယ်ဖုန်းကိုကောက်ကိုင်းတယ်ရဲကိုခေါ်တယ်ပြီးတော့ဒီမြော်မရန်ရှာတွေးရှိမှုအကြောင်းကိုတရင်ပို့ခဲ့ပါတယ်အနာဝိုင်ဒီကရွှေချောင်းတွေကိုယူသွားပြီးစုံစမ်းစစ်ဆေးမှုတွေစလုပ်တော့တာပဲအများစုကတော့ဒီလိုယူဆကြတယ်ဒီရွှေတွေဟာပီလက်ခွေစစ်ပွဲတုန်းကအီရတ်စစ်သားတွေလူရက်ခဲ့တဲ့ပစ္စည်းတွေဖြစ်ပြီးတရားမှုဝင်တဲ့ဟိုတင့်ကားထဲမှာဝှက်ထားခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့ပေါ့ဒီနေရာမှာဥပဒေကဝင်လာပါပြီ UK ရဲ့ယန္တနာဥပဒေအရဆိုရင်တွေးရှိတဲ့ယန္တနာရဲ့မူလပိုင်ရှင်အဆက်အမှန်ကိုရှာမတွေ့နိုင်တဲ့အခါမှာအဲ့ဒီ PC ဟာနိုင်မှန်တော်ပိုင်ဖြစ်သွားရောဆိုတော့ဥပဒေအရတော့ဒီရွှေတွေဟာဘယ်တော့မှသူ့ပိုင်ဆိုင်ခွင့်ရှိတဲ့အရာမဟုတ်ခဲ့ပါဘူးပေါင်နေတန်းကိုလက်လွတ်လာရပေမဲ့ Nick Mead ကတော့နောင်တာလုံးဝမရဘူးလို့ဆိုပါတယ်သူဟာညာအတွင်ချင်းတန်းကျွေထွေးဖြစ်လာမဲ့အခွင့်အရေးချက်ရိုးသားမှုကိုရွေးချယ်ခဲ့တယ်ဒီလို့ရကနေကချို့ຢာတွေဟာရွေးထက်တောင်ပိုပြီးကန့်ဖို့ရှိတယ်ဆိုတာကိုသက်သေပြခဲ့တာပါပဲဒီမယုံနိုင်စရာဇလန့်ကိုနေပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့မီးဟုံးတစ်ခုမေးစရာဖြစ်လာပါရဲ့တကယ်တန်ဖိုးအရှိဆုံးကဘယ်လိုအသိပညာမျိုးလဲရွှေတွေကိုရှာတွေ့စေခဲ့တဲ့အတတ်ပညာနဲ့ကျွမ်းကျင်မှုလားဒါမှမဟုတ်မှန်ကန်တဲ့ရာကိုရွေးချယ်နိုင်ခဲ့တဲ့ကိုချင်းတရားဆိုင်ရာခိုင်မာမှုလား
စဉ်းစားစရာတစ်ခုပါပဲဒီတင်ဆက်မှုကိုစောတိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်